အားလုံးပဲမင်္ဂလာပါဒီနေ့မေလ29ရက်နေ့မှာတော့ကျွန်တော်တို့ TNL ကနေပြီးတော့သတင်းထုတ်ပြန်တဲ့အကြောင်းအရာပဲဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုပြောမယ်ဆိုလို့ရှိရင်တော့ KIA နဲ့ TNL နဲ့ TNL ကတော့နေမြေအငင်းပွားမှုတွေခဏဖြစ်တဲ့အဖွင့်အဖွင့်ဖြစ်တယ်အများအပြား TNL ကသူသိမ်းပိုက်ထားတဲ့နေမြေဟာဆိုလို့ရှိရင်သူ့ရဲ့ပိုင်နဲ့နေမြေတွေဆိုပြီးမှသူတို့ကခံယူထားတာဖြစ်တယ် KIA ကြတော့သူတိုက်လို့ရတာမရတာပါထားဘိုးဘောပိုင်နေမြေကိုသူတို့ပိုင်တယ်เนาะ Shan State เนาะ Shan ကနေပြီးတော့သူတို့ကိုပေးလိုက်တာအဲ့ဒါက sub state လို့ခေါ်တယ်အဲ့ဒီ Shan ကနေပြီးတော့ဘိုးဘောပိုင်နေမြေဖြစ်သူတို့ကိုပေးလိုက်တာအဲ့ဒါကြောင့်မင်းတို့သိမ်းလို့ရတာမရတာအရေးမကြီးဘူးဒါကတော့ငါတို့ပိုင်တဲ့နေမြေဖြစ်တယ်တကယ်တမ်းသူတို့ပိုင်တဲ့နေမြေဖြစ်အောင်ဆိုလို့ရှိရင်နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်လုပ်ပြီးမှတခါအဲ့ဒီကနေပြီးတော့ agreement ရမယ်ရပြီးတော့မှအဲ့ဒါက TNL ပိုင်တယ်ဆိုတဲ့ဟာကိုသူတို့ကခံယူရမယ်။ဘာဖြစ်လဲဆိုတော့ KIA ကဒီဘက်မှာအညာဘက်မှာသူတို့တိုက်တယ်တိုက်ပေမဲ့သူတို့တိုက်လို့ရတဲ့နေမြေကသူတို့နေမြေလို့သူတို့မပြောဘူးเนาะ။အဲ့ဒါကနိုင်ငံရေးနဲ့ဆိုင်တဲ့အတွက်ကြောင့်အစိုးရတက်လာတဲ့ခါကျလို့ရှိရင်ဒါကိုဆွေးနွေးပြီးမှပဲဒါဒီပြုရမယ်ဆိုတဲ့ခံယူချက် KIA မှာကန်ဆွဲထားတယ်တကယ်လေးလက်တွေ့လုပ်တယ်။ TNL ကြတော့သူတို့တိုက်လို့ရတဲ့နေမြေကိုသူတို့ပိုင်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့လုပ်တာဖြစ်တယ်။ဆိုတော့ဒီဟာကနေမြေအငင်းပွားမှုတွေဖြစ်တယ်။ဒါပေမဲ့ဒီနေ့သတင်းထွက်လာတာက TNL ကဘာပြောထားလဲဆိုလို့ရှိရင်တော့ KIA နဲ့နေပြီးတော့တနိုင်ငံလုံးလုံးမြောက်ဖို့အတွက်ပါဝင်တိုက်ခိုက်သွားမယ်ဆိုပြီးမှ TNL ကထုတ်ပြန်ထားတယ်သူတို့နေမြေအငင်းပွားမှုတွေရှိပေမဲ့အထက်မှာသူတို့ဆွေးနွေးမှုတွေလုပ်တယ်အဲ့ဒါကြောင့်ဒီတနိုင်ငံလုံးမှားလာကြဆုံးရဲ့အတွက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ဟာကိုအခုထပ်ပြီးတော့ကြီးညာတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့သတိထားမိလိမ့်မယ်နော်မွန်မှာဆိုလို့ရှိရင်တော့လက်နက်ကင်တွေအများကြီးပေါင်းစည်းပြီးတော့ယာမညဆိုတဲ့အဲ့ဒီအဖွဲ့ကိုသူတို့ဖွဲ့တဲ့အဖွဲ့နဲ့ပဲအခု TNL ကပေါင်းပြီးတော့တိုက်မယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့ထုတ်တယ်ဆိုတော့အခု Mandalay PDF နဲ့လည်းသူတို့ပူးပေါင်းထားတာရှိတယ်အခုမွန်နဲ့လည်းတိုက်မယ်လို့ပြောတယ် AA မှာလည်းသွားပြီးတော့တိုက်တယ်ဆိုတဲ့ဟာကိုလည်းထွက်တယ်အခု KIA နဲ့လည်းပူးပေါင်းပြီးတော့တိုက်မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက MNDAA နဲ့မတူညီတဲ့နော်အချက်တစ်ချက်အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ် MNDAA ကြတော့တရုတ်ရဲ့လက်ကင်တို့အစ်စ်ဖြစ်သွားတယ် TNL ကြတော့နော်ကျွန်တော်တို့အခုလက်ရှိအခြေအနေမှာတော့ကျွန်တော်တို့ပြောလို့မရသေးဘူးဒါပေမဲ့ခြေလှမ်းတွေကအဲ့လိုမျိုးလှမ်းနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ထိုင်းနေဆက်မှာတေပေါ်ပိုစခန်းနော်တေပေါ်ပိုစခန်းကိုတိုက်တဲ့အခါကျတော့အဲ့ဒီဝေါ်လီဗျူဟာနေပြီးတော့ထိုင်းဖက်ကနေပြီးတော့ဒီစစ်ကူပို့တယ်မာလာကစစ်ကူပို့တယ်82ယောက်အဲ့ဒါကိုစုလိုက်အပြုံလိုက်ဒီဖက်ကနေပြီးတော့ဝိုင်းပြီးတော့သမကြတာအဲ့လိုမျိုးသမရချင်းအဓိကအကြောင်းရင်းကဘာလဲဆိုတော့ပြည်သူလူထုတွေကနော်တည်င်းပေးတယ်နော်ကျွန်တော်ပထမဆုံးသူတို့စဝင်ပြီးဆိုတာနဲ့ဗီဒီယိုတက်တဲ့ဟာကိုကျွန်တော်ရတဲ့ဟာကိုကျွန်တော်တင်ပြထားတယ်ဒီ channel မှာပဲဆိုတော့သူတို့ဝင်သွားတဲ့ဟာကိုသူတို့တင်ရတယ်ဝင်သွားတဲ့အထိသူတို့လမ်းဖွင့်ပေးတယ်အဲ့ဒီမှာစုံစည်းမြိုင်မှာရောက်တဲ့ခါကျတော့အဲ့ဒီမှာ DKBA ရဲ့ဒီစေပြအခမ်းအနားလုပ်တဲ့နေရာတွေမှာအဲ့ဒီမှာဘောလုံးခွင်းမှာအကုန်သမားကြတယ်အဲ့ဒီမှာဝိုင်းတော့တိုက်တဲ့ခါကျတော့တော်တော်ကိုစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားတယ်နော်ထိုင်းဘက်မှာပြေးတဲ့ကအပြစ်ခံရတဲ့လူကအပြစ်ခံရအဲ့ဒီမှာတေးတဲ့လူကသေအဲ့ဒီမှာဖမ်းဆီးထားတဲ့လူကလည်းအများကြီးနော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီနဲ့တပြိုင်နက်မှာပဲကျွန်တော်တို့ဘာတစ်ခုကိုစီရလိုက်လဲဆိုလို့ရှိရင်တော့အခုဒီနေ့သတင်းတက်လာကကနေလေးနော်ကနေလေးကိုကျွန်တော်တို့ဒီပြန်ပြီးတော့သိမ်းလို့ရတယ်ဆိုတဲ့ဟာကိုလေထိုက်ပြီးတော့တက်လာတာကိုတွေ့ရတယ်အခုနောက်က80နဲ့2ယောက်ကတကြောင်းလုံးစစ်ကြောင်းတကြောင်းလုံးပြုတ်ထွက်သွားတဲ့အဲ့ဒီဗီဒီယိုဖိုင်ကိုမနေ့ညကျွန်တော်တင်တဲ့ခါကျတော့သူအဲ့ဒီမှာနောက်ပြန်တုံးပြီးတော့လောက်ထားတဲ့ဒီဗီဒီယိုတွေပါလာတဲ့အခါကျတော့ YouTube ကလက်မခံဘူးเนาะလက်မခံတော့ကျွန်တော်အဲ့ဒီဟာကိုဖြုတ်ချလိုက်တယ်ဆိုတော့လက်မခံတဲ့အခါကျတော့ကျွန်တော်ဆက်တင်လို့မရဘူးကျွန်တော်တင်ချက်တဲ့တစ်ခေါက်တင်တယ်เนาะတင်တယ်မရဘူးမရတဲ့ခါကျတော့ကျွန်တော်အဲ့ဒါကို delete လိုက်တယ်YouTubeကတော့နည်းနည်းစကန်ကြီးတဲ့အပိုင်းမှာရှိတယ်အဲဒါကြောင့်တောင်းတန်ဗီဒီယိုတွေကိုကျွန်တော်တို့တင်လို့မရဘူးတင်ရှင်တယ်တင်လို့မရအောင်ဆိုတော့စူးစမ်းပြီးတော့ကျွန်တော်တင်ပေးတယ်เนาะတင်ပေးတယ်ဆိုတော့အခုကဒီ KNU ရဲ့နေမြေမှာတော်တော်ကိုနေမြေတင်ပိုက်မှုတွေရှိလာတယ်အဲ့ဒီမှာ Bluetooth စခန်းရဲ့ခလေဒေးစခန်းရဲ့တခေါဘီခွီစခန်းရဲ့မဖာတူစခန်းအပြီးတော့တာလီစခန်းမေလာစခန်းမဖိုကေစခန်းဘလက်ဒိုစခန်းအခုကကနေလီစခန်းအခုကနောက်တစ်ခုကဘရင်အောင်ဆိုတဲ့စခန်းချွေအေးမြိုင်ဆိုတဲ့စခန်းဆက်တိုက်နေစင်းနဲ့အမြကျွန်တော်တို့ဒီ KNU ရဲ့နေမြေမှာတင်ပိတ်ထားတာကိုတွေ့ရတယ်9ရက်6ရက်3ရက်2ရက်4ရက်တော်တော်ကိုတိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကလည်းတော်တော်ကိုနာမည်ပြက်ခဲ့တယ်เนาะ KNU ကနာမည်ပြက်ခဲ့တယ်ဒေါ်လာရဲ့3နှစ်လုံးဝမတိုက်ဘူးအခုเนาะ2024 2025မှာဆိုလို့ရှိရင်စပြီးတော့တိုက်လာတာတွေ့ရတယ်တိုက်လာတဲ့ကျွန်တော်တို့အောင်ပွဲတော့အများကြီးတွေ့ရတယ်ဒါပေမဲ့မျိုးသိမ်းတာတော့မျိုးမှမတွေ့သေးဘူးเนาะအခုစခန်းတွေတော့တော်တော်သိမ်းနေတယ်သူတို့ရဲ့ခံယူချက်ကတော့စခန်းကိုသိမ်းလို့ရပြီဆိုလို့ရှိရင်တော့
ဒီမြို့ကိုလူတွေနဲ့တင်လို့ရတယ်မောင်းလို့ရှိရင်မြို့ပြက်တွေဖြစ်ကုန်တယ်ဆိုတော့အဲ့ဒီခံယူချက်သူတို့စီမှာရှိတယ်ဆိုတော့အခုအဲ့လိုမျိုးတိုက်တာကိုတွေ့ရတယ်ဆိုတော့တော်တော်ကိုအောင်မြင်မှုတွေရတယ်ဒီနောက်ဒီကနေ့လေးမှာဆိုလို့ရှိရင်ဒုတိုက်ရုံအပါဝင်ဟိုဘက်မှာထိုင်းဘက်မှာပြေးတာတွေ့ရတယ်နော်အဲ့ဒီမှာထိုင်းဘက်ကဖမ်းဆီးထားတယ်နော်အဲ့ဒီမှာဖမ်းဆီးထားပြီးတော့ပြန်ပြီးတော့လှုပ်ပြီးတော့တခါရှေ့တောင်မှာပြန်ပုတ်ဆိုတော့အဲ့ဒီမှာသူတို့တိုင်ပတ်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီစစ်တွေမျိုးနဲ့ဒီကြောက်ဖြူမျိုးသိန်းတိုက်ပွဲမှာဆိုလို့ရှိရင်ညီနောင်သုံးဖွဲ့ကပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကို TNLA MNDAA AA တို့ပေါ့နော်သူတို့တိုက်တယ်ဆိုတဲ့ဟာကို TNLA ကထုတ်ဖော်တာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ပြတော့ကျွန်တော်တို့ကြန့်ရှိတဲ့မြို့နယ်19မြို့နယ်မှာစစ်လက်မြို့နယ်ကိုဒီ AA ကသိမ်းပိုက်ထားပြီးအခုကြန့်ရှိတဲ့နော်စစ်တွေရဲ့ကြောက်ဖြူရဲ့မန်အောင်တော့လုံးဝမတိုက်သေးဘူးเนาะကြောက်ဖြူနဲ့စစ်တွေကိုအရင်ဆုံးတိုက်တယ်ကြောက်ဖြူကတော့တော်တော်ကိုအောင်မြင်မှုရသွားပြီเนาะတော်တော်ကိုနည်းနည်းမေ့ကြံတော့တယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့တရုတ်ဘက်ကဒီစစ်သားတွေเนาะအယောက်ပေါင်း20ထိတောင်မှဒီ Navy ကတော့၎င်း SK ကတော့၎င်းသူတို့ကိုယ်တိုင်ပါဝင်ပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ထွက်နေတယ်ဆိုတော့အခု TNLA ကအဲ့ဒီမှာပါဝင်အားဖြစ်နေတယ် MNDAA ကလည်းအဲ့ဒီဘက်မှာဝင်ပြီးတော့တိုက်နေတယ်ဆိုတဲ့ဟာကို TNLA ကအတီးလင်းထုတ်ပေါ်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကဒီပဲခူးတိုင်းเนาะပဲခူးတိုင်းတောင်ကုန်ခရိုင်စစ်ကြောင်းထိုးလာတဲ့ဟာကိုဒီဖက်ကနေပြီးတော့ကြားဖြတ်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း10ယောက်သေးတယ်ပြီးလို့ရှိရင်တော့9ဦးကိုအရှင်ဖမ်းမိတယ်အဲ့ဒါကဒီတမ်ဟာနေမြေမှာဖြစ်တယ်ဆိုတော့အခုကနေလေးနဲ့ဘင်းအောင်ရွှေအေးမြိုင်အဲ့ဒီစခန်းတွေကိုသူတို့တိုက်တယ်เนาะတိုက်တဲ့ခါကျတော့အဲ့ဒီမှာဒီအယောက်ပေါင်း90ကျော်ထွက်ပြေးသွားတယ်เนาะထွက်ပြေးသွားတယ်ဆိုတော့အခု92ယောက်ကိုအတိုက်ခံတဲ့နောက်ပိုင်းမှာသူတို့ကအဲ့လိုမျိုးကနေလေးကိုသိမ့်ပိုက်တယ်ကနေလေးကိုသိမ့်ပိုက်တဲ့ခါကျတော့ဘင်းအောင်ကအဲ့ဒီမှာကာကင်းเนาะဘင်းအောင်စခန်းဆိုတော့ကာကင်းစခန်းအနေနဲ့ဒီကနေလေးရဲ့ကာကင်းပေါ့เนาะအဲ့ဒီဟာကိုနေပြီးတော့သူတို့မနေရတော့အဲ့ဒီမှာအကုန်လုံးထွက်ပြေးတော့အကုန်လုံးသိမ်းလို့ရတယ်ဆိုတော့အဲ့ဒါကရွှေအေးမြိုင်เนาะရွှေအေးမြိုင်ကျတော့ဥက္ကိဋနဲ့နည်းနည်းလေးပဲကျန်တော့တယ်เนาะဥက္ကိဋကိုတိုက်မယ်ဆိုလို့ရှိရင်ကြားမှာဆိုလို့ရှိရင်ခုနကရွှေအေးမြိုင်ရှိတယ်ဆိုတော့အဲ့ဒီရွှေအေးမြိုင်မှာလည်းသူတို့မနေရတော့เนาะမနေရတဲ့ခါကျတော့အဲ့ဒီမှာအကုန်လုံးထွက်ပြေးသွားတယ်เนาะထွက်ပြေးသွားတယ်ဟိုဘက်မှာထိုင်းဘက်မှာเนาะထိုင်းဘက်မှာရောက်တယ်ဆိုတော့ထိုင်းဘက်ကနေပြီးတော့ဖန်စီထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်ကိစ္စဒါလည်းတကယ့်သတင်းကောင်းပဲเนาะသတင်းကောင်းပဲအဲ့ဒါကဘာလဲဆိုတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်ကအစိုးရကနေပြီးတော့ဆက်ဆံတယ်အဲ့ဒီမှာကွန်တူရေးတွေသူတို့ကမဆက်ဆံလို့မရတော့ဘူးဆိုတဲ့ဟာကိုအရင်တော့လည်းကျွန်တော်သတင်းတင်ဆက်ပြီးသားဖြစ်တယ်သူတို့ကိုယ်တိုင်ပြောထားတာဖြစ်တယ်ဆိုတော့အခုကဘင်္ဂလားဒေ့ရှ်နဲ့ AA နဲ့ဆက်ဆက်နေတဲ့ခါကျတော့ဆက်နွယ်မှုတွေလုပ်တယ်သူတို့ကညီနိုင်မှုတွေလုပ်တယ်အဲ့ဒီမှာကွန်တူရေးတွေလုပ်တယ်ဘာလို့ဆိုတော့အဲ့ဒီနေဆက်တကြောကကျွန်တော်တို့မအလားမရှိတဲ့ခါကျတော့မအလားနဲ့ကျွန်တော်တို့ဆက်ဆံလို့မရတော့ဘူးเนาะကွန်တူရေးတွေအဆင်ပြေဖို့အတွက်ကဆိုတော့အဲ့ဒါကိုစက္ကစကဆန့်ကျင်တယ်ကန့်ကွက်တယ်ဆိုတော့အခုရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့တန်အမတ်နော်တန်အမတ်ရဲ့စစ်တန်မုံရဲ့နှစ်ယောက်စလုံးကိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ရုပ်သိမ်းလိုက်ပြီနော်ရုပ်သိမ်းလိုက်ပြီဘာဖြစ်ဆိုတော့အဲ့ဒီတန်တမန်ရေးမှာဆိုလို့ရှိရင်တော်တော်ကိုသူတို့နှစ်ယောက်ကပြန်အဆိုင်အားပြန်တိုက်ခိုက်နေတယ်နော်တိုက်ခိုက်နေတယ်ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း AA ကိုဆက်ဆံတော့မယ်ဆိုတော့ဒီမအလာကလည်း AA ကိုလုံးဝကျွန်တော်တို့အဆက်အသွယ်မပြုတ်ဘူးသူကအစိုးရမဟုတ်ဘူးဆိုတဲ့ခံယူချက်နဲ့အဲ့ဒါကြောင့်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့တမ်မတ်ရဲ့တမ်မူရဲ့အဲ့ဒါကိုလည်းပြီးတော့ဘင်္ဂလားဒေ့ရှ်ကပြန်ခေါ်ပြီเนาะပြန်ခေါ်ပြီနောက်တစ်ခုကတရုတ်နေဆက်ဂိတ်မကိုနေပြီးတော့ပြန်ဖွင့်ပေးဖို့အတွက် TNLA ကနေပြီးတော့ပြန်ပြီးတော့တောင်းဆိုတယ်เนาะတောင်းဆိုတယ်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုရဲ့အခြေခံစားတောက်ကုန်တွေပြီးလို့ရှိရင်ဆေးဝါးတွေပြီးလို့ရှိရင်ဆက်သုံးစီတွေလူသုံးကုန်ပစ္စည်းတွေဆိုလို့ရှိရင်လိုအပ်ချက်အကျက်အကြီးကြီးဖြစ်နေတယ်အဲ့ဒါကြောင့်တရုတ်အစိုးရကနေပြီးတော့ TNLA ကတောင်းဆိုတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတိတ်ကတော့ပြည်သူလူထုတွေခက်ခဲရောက်နေတယ်အဲ့ဒါကြောင့်တစ်ချက်လောက်ဖွင့်ပေးပါဆိုတဲ့ဟာကိုတောင်းဆိုတာကိုတွေ့ရတယ်တရုတ်ကတော့မလာရဲ့တောက်တိုင်ဖြစ်တဲ့ခါကျတော့နည်းနည်းတော့ဒီ TNLA ကိုဆုံးမတဲ့သဘောတော့ရှိတယ်သူတို့ဖွင့်ပေးဖို့လည်းအခြေအနေရှိမှာမဟုတ်ဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးတိုင်းတောင်သာမြို့ပေါ်မှာတိုက်ပို့တဲ့အကြီးကြီးဖြစ်နေတယ်เนาะတိုက်ပို့တဲ့အကြီးကြီးဖြစ်နေတယ်မြို့ပေါ်မှာเนาะအဲ့ဒါเนาะအဲ့ဒီမြေစင်းရုံရဲ့နောက်တစ်ခုကအခွန်ဦးစီးရုံရဲ့အမှတ်နဲ့မှာရှိတဲ့ဒီအုပ်ကြီးတွေရဲ့အိမ်တွေကိုတပြိုင်တည်းနော်ဒီ PDF တွေကဝင်ပြီးတော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာရှိတဲ့စက္ကစတွေကဆိုလို့ရှိရင်ခွေးပြေးဝက်ပြေးကုန်တယ်ဆိုတဲ့သတင်းရလည်းကျွန်တော်တို့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးတိုင်းဒေသမှာဆိုလို့ရှိရင်တော့ထိုးကြီးမျိုးနဲ့အဲ့ဒီဝက်လူရဲစခန်းအပါအဝင်စစ်ကြောင်းတွေကိုဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာစက္ကစအယောက်ပေါင်း40နော်40နော်အဲ့ဒီမှာမသာဖြစ်သွားတယ်နော်မာလခီယာဖြစ်သွားတယ်ဆိုတော့တရက်မှာဒီမလာရစစ်သားတွေသေတဲ့အလောက်ကနေတာမဟုတ်ဘူးเนาะနာမည်ကြီးနေတာကအခုကရင်ပြည်နေပေါ့เนาะကရင်ပြည်နေမှာသေတာနေတာမဟုတ်တရက်ကိုဆိုတော့တရက်မှာခုနှစ်ခုအနည်းဆုံးသိနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီကရင်ပြည်နေတောင်ပိုင်းတော့တော်တော်ကိုလှုပ်ရှားနေပြီဆိုတဲ့သတင်းကိုတော့ကျွန်တော်တို့တွေ့ရမယ်เนาะအဲ့ဒါကခုနကဒီနထိုးကြီးမှာကြတော့ဒီဝက်လူရဲစခန်းပါဝါစစ်ကြောင်းကိုတိုက်ခိုက်တဲ့အခါကျတော့အယောက်ပေါင်း40သေတယ်အဲ့ဒီလူတွေကခလာရ83နဲ့ခမရ30ကလူတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက AA ကဖမ်းထားတဲ့ဒီအသက်မပြည့်တဲ့ចောင်းသားတွေပြီးလို့ရှိရင်တော့ဒီချင်းလူငယ်တွေကိုဖမ်းထားတယ်အယောက်ပေါင်း63ယောက်ကိုဖမ်းထားတယ်ဆိုတော့အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အင်းပြမြို့နယ်နဲ့မေပုံမြို့နယ်မှာရှိတဲ့
ဒီချင်းလူမျိုးတွေเนาะချင်းလူမျိုးတွေအဲ့ဒီလူငယ်တွေရောက်ပေါင်း63ယောက်ကိုဖမ်းထားတယ်အဲ့ဒါကဘာဖြစ်လို့ဖမ်းထားလဲဆိုလို့ရှိရင်တော့စစ်မှုထမ်းဥပဒေနဲ့သူတို့ကဖမ်းတာเนาะဖမ်းတာမအလားဖမ်းတာမကားတော့အခုအေကစဖမ်းနေပြီเนาะဖမ်းနေပြီဆိုတော့အဲ့ဒီတတင်းတွေကလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုတက်နေတယ်တတင်းမီဒီယာတွေမှာတော်တော်တက်နေတယ်အရင်တော့ကတော့မအလားဖမ်းနေကြားတယ်အခုကတော့အေစဖမ်းနေပြီเนาะအေစဖမ်းနေပြီအဲ့ဒါကချင်းလူမျိုးရောက်ပေါင်း63ယောက်ကိုပြန်လှုပ်ပေးဖို့နော်အဲ့ဒီမှာမိဘဆွေမျိုးညီကောင်မတွေပြီးလို့ရှိရင်တော့အဲ့ဒီချင်းလူမျိုးတွေရဲ့ဒီဥဆောင်ပါတီနော်နိုင်ငံရဲ့ဥဆောင်ပါတီတွေကနေပြီးတော့တောင်းဆိုတယ်အဲ့ဒီလူတွေကိုကိုလို့လှုပ်ပေးပါနော်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီစစ်မှုထမ်းဥပဒေနဲ့ကတော့ရခိုင်ပြည်မှာကြီးကြီးနော်လူဖမ်းပွဲတွေလုပ်နေတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဆန္ဒပြတဲ့လူကိုတောင်ကုန်းမှာဆိုလို့ရှိရင်ဖမ်းထားတယ်အဲ့လိုမျိုးသူတို့ကိုဖမ်းပြရကောင်းမလားဆိုတဲ့ဟာကိုသူတို့ကဖမ်းဆီးတာဖြစ်တယ်ဆိုတော့ဒီနေရာမှာပြန်ပြီးတော့ကြည့်တဲ့အခါမှာဆန္ဒပြတယ်ဆိုတာလူခွင့်ရေးပဲမွေးရပါခွင့်ရေးပဲနော်ကျွန်တော်တို့တောင်းဆိုနေတာအဲ့ဒါလူခွင့်ရေးဆိုတာဒါပဲနော်သူတို့ဆန္ဒပြခွင့်ရှိတယ်နော်ဆန္ဒပြခွင့်ရှိတယ်အဲ့ဒါမကြိုက်တာလောက်တာမလောက်တာသူတို့အပိုင်းပေါ့ဒါပေမဲ့ဆန္ဒပြတဲ့လူကိုဖမ်းတယ်ဆိုတာတော့လူခွင့်ရေးကိုချုပ်ဖောက်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အရင်ကတော့မလာတော့ကိုပြောတာပေါ့နော်အခုကတော့အေကထပ်ပြီးတော့တိုးလာပြီငါစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းတဲ့ခါကျတော့ဒါကတော့တကယ်လိုအပ်ချက်ဖြစ်တယ်နော်ဒါပဲမဲ့လူခွင့်ရေးဆိုတာလည်းရှိတယ်ဆိုတော့ဒီလက်နက်ကင်တွေကတော့လူခွင့်ရေးကိုသိသိတာမဟုတ်ဘူးเนาะကျွန်တော်တို့မအားလားလေးဒီလိုပဲကျွန်တော်တို့လက်နက်ကင်တဲ့လူတွေအားလုံးအကုန်လုံးဒီလိုပဲဆိုတော့အေအေကတော့အခုစပြီးတော့နာမည်ပေါ်လာတာကိုတွေ့ရတယ်ချင်းလူမျိုးတွေကလည်းသူတို့တောင်းဆိုတယ်လူငယ်63ယောက်ကိုပြန်လှုပ်ပေးပါဆိုတဲ့ဟာကိုတော့တောင်းဆိုတာကိုတွေ့ရတယ်နောက်တစ်ခုကဒီကြောက်ဖြူနော်ကြောက်ဖြူမှာဆိုလို့ရှိရင်တော့ဒီတမစစ်တကနေဗျူဟာမှုဘူမှုချုပ်ကြော်မျိုးအောင်နော်ကြော်မျိုးအောင်နဲ့အဲ့ဒီမှာဘူတယောက်နော်ခမရ943ကဘူကြီးတယောက်နော်ဘူကြီးတယောက်ပါဆိုလို့ရှိရင်အေအေကဒီစနိုက်ပါနဲ့ပြစ်လိုက်တယ်နော်ပြစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာတေဆုံးသွားတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့ကြောက်ဖြူမှာတမစစ်တက်ကနေဗျူဟာမှုတေဆုံးသွားပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်သူရဲ့အသုပသူရဲ့နာရေးကိုနေပြီးတော့တိုးတေးလေးလုတ်တယ်ဒါပေမဲ့အခုပေါက်ကြားနေတယ်နော်ပေါက်ကြားနေတယ်အဲ့ဒီသတင်းကဆိုတော့ဒီကြောက်ဖြူကနေဗျူဟာမှုကမာလ်ခီယာဖြစ်သွားပြီပြီးလို့ရှိရင်တော့ခမရ943ဘူကြီးတယောက်လည်းစနိုက်ပါနဲ့မိပြီးတော့မာလ်ခီယာဖြစ်သွားတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့မေလ29ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို